အလုံနာရက်ဒီမှာတငယ်ချင်းတွေဆုံပြီးတော့ပဲစားစားအိမ်မှာမိသားစုလိုက်ထမင်းမစားခြင်းလို့ပဲလှုပ်စားစားအဆင်ပြေစေမယ်မိရှည်လုံးလေးတင်ပေးလိုက်ပါတယ်ရှင်ဒါကတော့မိရှည်တွေမှာပါတဲ့ပါဝင်ပစ္စည်းလေးတွေပါရှင်ပါဝင်ပစ္စည်းတွေတဲ့ကမှာအဓိကကြတဲ့ပါဝင်ပစ္စည်းလေးတွေကိုကျွန်မတေချာလေးပြောပြသွားပါမယ်အရင်ဆုံးကော်ကြိုပါမယ်ကော်မုတ်2စွန်းဆန်စိမ့်မုတ်2စွန်းရေ1လီတာနဲ့မီအေးနဲ့ကျွန်မတို့ကြိုပါမယ်ကော်မုတ်ကြီးပဲကြိုရင်လည်းရပါတယ်ဒါပေမဲ့ဆန်စိမ့်မုတ်လေးနဲ့ကြတော့မုံပွဲပြင်တဲ့အခါမှာမှွေရတာပို့ပြီးတော့အဆင်ပြေစေပါတယ်မီအေးနဲ့အခုလိုမျိုးအနေထားဒီသေချာလေးဂျိုလိုက်ပါမယ်ရှင်။ကော်ဂျိုပြီးသွားပြီဆိုရင်ကျွန်မကဒါပဲငပိပေါ့နော်ကျွန်မတို့သုံးတဲ့ပဲငပိပါပဲငပိကိုကျွန်မကဒီပဲငပိကို၄စွန်းလောက်ထည့်ထားလိုက်တယ်ပြီးရင်ကျွန်မစားတစ်စွန်းထည့်တယ်ပြီးရင်ပဲငပိလေးတွေကိုကြေတီထိခြေလိုက်ပါတယ်ငရုတ်စုံနဲ့ခြေလိုက်လည်းရပါတယ်ရှင်။ဒါကတော့အယိုးပြုတ်ရည်လေးထည့်လိုက်တာပါ။နောက်တစ်မျိုးကကြတော့တရုတ်နန်နန်လေးတွေကိုပပညှက်ပြီးတော့ကြက်သွန်ပြူထောင်းထားတာလေးရောထည့်ပြီးတော့ကျွန်မတို့အယိုးပြုတ်ရည်လေးထည့်ပြီးမှုလိုက်တာပါရှင်။ပြီးရင်တော့ကျမတို့ငရုတ်သီးစိမ်းပပညှက်ထားတာကိုစားလေးနဲ့ရှာလကာရည်လေးထည့်ပြီးတော့မှစိမ်ထားလိုက်ပါမယ်။ဒါတော့ကျမတို့ဝက်ရိုးတွေဝက်သားတွေပြုတ်ထားတဲ့အရေးပါသူကဟင်းရည်အနေနဲ့လည်းတော်တော်တောက်လို့ကောင်းပါတယ်။မုံဘတ်တပွဲစာထည့်ပြီးတော့ရေစိမ်ထားတဲ့ပဲပင်လေးတွေထည့်မယ်။ပြီးရင်ကျမတို့10မိနစ်လောက်ပြုတ်လိုက်ပါမယ်ရှင်။10မိနစ်လောက်ပြုတ်ပြီးသွားပြီဆိုရင်ကျမတို့မုံပွဲလေးစပြင်လို့ရပါပြီ။ကော်ကြိုထားတာထည့်မယ်။အချုံမုံထည့်မယ်။ပဲငပိဖြောထားတာလေးထည့်မယ်။သူကတော့ချိန်ဆပြီးထည့်ပါ။ပြီးရင်တရုတ်နန်နန်ထည့်မယ်စီနီလေးထည့်ပါမယ်ရှမ်းကျင်လေးလည်းထည့်ပါမယ်ရှင်ပြုတ်ထားတဲ့ဝက်ခောက်လေးတွေဝက်သားလေးတွေကိုပပညှက်ပြီးတော့မှထည့်လိုက်ပါမယ်ဝက်သားပြုတ်တဲ့အခါမှာဂျင်းကျွတ်သွန်ဖြူရဲ့စားအချုံမုံရဲ့ပဲထည့်ပြောလိုက်တာပါသူ့ရဲ့ဟင်းရည်လေးကချိုပြီးတော့မှတော်တော်ကိုတောက်လို့ကောင်းပါတယ်နောက်ဆုံးမှာကျမတို့ငရုတ်ချင်လေးထည့်လိုက်ပြီးပြီဆိုရင်ကျမတို့ရဲ့မိရှီလေးကစားလို့ရပါပြီကျမတို့အိမ်မှာမကြာခဏလှုပ်စားပြတာမို့ကျမရဲ့ချစ်ခင်ရတဲ့သူတွေစီကိုအခုလိုမျိုးလေးမျှဝေပေးလိုက်တာပါရှင်အဆုံးထိကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးပါရှင်